ကောင်မလေးကသူမရဲ့အချစ်ဆုံးသူငယ်ချင်းကိုတက်ပုံရိုက်ပေးနေတာပါဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲဖုန်းဆက်ခရင်ပေါ်မှာမျက်နှာဖက်တဲ့၄ထောင်ခွက်တစ်ခုရုတ်တရက်ပေါ်လာတယ်ဆူဆန်ကလီလီကိုချက်ချင်းလှမ်းကြည့်လိုက်ပေမဲ့ဘေးနားမှာဘသူ့ကိုမှမတွေ့ရပါဘူးဆူဆန်သူမဖုန်းကိုထပ်မြောက်ပြီးကြည့်လိုက်တဲ့အခါဆက်ခရင်ပေါ်မှာမျက်နှာဖက်တဲ့၄ထောင်ခွက်တွေအများကြီးထပ်ပေါ်လာပါတော့တယ်ဆူဆန်ထိတ်လန့်သွားပြီးဖုန်းလေးပြုတ်ကျသွားတယ်လီလီကတော့ဆူဆန်နောက်ပြောင်နေတယ်လို့ပဲထင်ခဲ့တာအနားကိုအမြန်ပြေးသွားကြည့်လိုက်တယ်အဲ့ဒီအခါဆူဆန်ကရုတ်တရက်ဒူးထောက်ကျသွားပြီးသူမရဲ့မျက်လုံးတွေကကောင်းကင်ကိုပဲဆက်ကြည့်နေခဲ့တယ်လီလီဘလောက်ပဲခေါ်ခေါ်ဆူဆန်စီကဘာတော့ပြန်မှုမှမရခဲ့ဘူးလီလီကပတ်ဝန်းကျင်ကိုအကူအညီရဖို့အော်ဟစ်တောင်းဆိုပေမဲ့ဘယ်သူမှရောက်မလာခဲ့ဘူးဖုန်းလိုင်းကလည်းရုတ်တရက်ပျောက်သွားတယ်တခြားရေးချေစရာမရှိတော့တဲ့အဆုံးလီလီဟာဆူဆန်ကိုပွေ့ချပြီးတောအုပ်ဆက်စီကိုထွက်လာခဲ့တယ်။နာရီပေါင်းများစွာလမ်းလျှောက်ခဲ့ပေမဲ့ဒီနေရာကနေမလွတ်မြောက်နိုင်သေးဘူး။တိတ်မကြခင်မှာပဲတောအုပ်နဲ့ထဲကအိမ်တလုံးကိုသူတို့တွေ့သွားတယ်။လီလီအမြန်သွားပြီးတကားခောက်လိုက်တယ်။အသက်အရွယ်ရနေပြီဖြစ်တဲ့အဖွားကြီးတစ်ယောက်ထွက်လာတယ်။လီလီကသူတို့ကြုံတွေ့ခဲ့ရတာတွေကိုပြောပြပြီးအကူအညီတောင်းဖို့ဖုန်းခါငါပေးဖို့ပြောတယ်။ဒါပေမဲ့အဖွားကြီးကလီလီတယောက်တည်းကိုပဲမြင်နေတာပါ။အတူပါလာတဲ့ဆူဆန်ကတော့ပျောက်ကွယ်သွားခဲ့ပါပြီ။ကိစ္စတွေအားလုံးအရန်ကိုထူးဆန်းနေတယ်လို့လီလီခံစားလိုက်ရတယ်။ဆူဆန်နာမီကိုအကျယ်ကြီးအော်ခေါ်လိုက်ပေမဲ့ပဲ့တင်တန်တွေလည်းထွက်လာခဲ့တယ်။ညနေဆောင်တော့အဖွားကြီးကသူမရဲ့ကြိုးကုန်းနဲ့အကူအညီလန့်ခေါ်ပေးတယ်။ပြီးတော့လီလီစားဖို့တစ်ခုခုပြင်ဆင်ပေးဖို့မိဖို့ချောင်းထဲဝင်သွားတယ်။တိတ်မကြခင်မှာပဲလီလီကြက်တိထက်စရာအတန်တစ်ခုကိုကြားလိုက်ရတယ်။အတန်ကမိဖို့ချောင်းထဲကလာနေတဲ့ပုံပဲ။သူမကတကားကိုဖြည်းဖြည်းချင်းတွန်းဖွင့်လိုက်တယ်။ကြည့်လိုက်တော့မိဖို့ချောင်းထဲမှာဘယ်သူမှမရှိဘူး။အဖွားကြီးအရေးရောင်တော့မတွေ့ရဘူး။ဘုံပိုင်ကောင်းကရေကြတန်ပဲကြားနေရတယ်။အဲ့ဒီအချိန်မှာပဲအိတ်ကက်ထဲကဖုန်းကရုတ်တရက်မြည်လာတယ်။ဆူဆန်စီကဝင်လာတဲ့ message တစ်ခုပါ။ခုနကတည်းက